小心，慢慢的哦。我要老家的。对。老家的。老家的。家里。你这标准，你这标准，慢慢的哦。哟，哪路大都？啊？都，我见他了。哪路没见到的？哪路没见到的？是的。对，老快了。为啥的？为啥的？我讲，大家呢，我要这变你了。变你了？你要把它背多嘛？我也多嘛？我干嘛骗你？干嘛骗你？我背多嘛？没了呗，屁。မလုံးနဲ့နော်ခုနလောက်တာမနာဘူးလားနာတယ်မလားနင့်သားမနာဘူးလားနာတော့သူများသားလည်းနာတာဗောမလုံးအောင်နော်နင့်လုံးချက်တော့ချစ်တော့ကိုနာချလို့ရမလားနင်တို့ချင်တယ်လုံးလို့ရမလားဟုတ်ပြီလားငါဒီရောက်လာပြီပေးလိမ့်မယ်နော်နင်ကကောင်းကောင်းမွန်ပြောနေတာနင်လောက်ထားတဲ့အကုန်ပြန်ထုတ်သွားတခုမကြအကုန်ယူသွားပြီအကုန်ထုတ်စံများနေချီပြားကြီးဘာမှမရှိခဲ့သေးနဲ့ကမ်းတော့လည်းမျက်လုံးတွေအစဘာမှတ်နေလဲငါထုတ်ကုန်လို့ဘာတစ်ခုမှမကြံခဲ့စီနဲ့အကောင့်ဘက်ကတီတိုင်းထားခဲ့အကုန်ရိုက်ထုတ်လို့ငါပြောတယ်နော်စံများနေချီပြားဒီဘာမှမရှိခဲ့စီနဲ့နောက်ကလုံးမလားမိစ္ဆာပဲနားလေလားတလိ္ဆာမျိုးသိသွားမယ်ကောင်းမွန်ပြောရင်ကောင်းမွန်လို့နင်တို့တွေ့ဘူးနေတဲ့ကောင်မဟုတ်ဘူးနားလဲလားသဘောပေါက်လားထုတ်ကုန်လို့နစ်ပညာရက်နဲ့နောက်တစ်ခါထပ်လုံမယ်ဆိုရင်နစ်ခန္ဓာနောက်ကသူများတွေကိုလုံမယ်ဆိုရင်အန်ကြိတ်တာလားငါ့ကိုငါ့ကိုအန်ကြိတ်တာလားစီပြားထည့်ရအောင်ဘာမှတ်နေထဲ့လားတော့ပါပြီလားတော့ပါပြီလားငါမလုံနဲ့နော်သမီးကိုကောင်းအောင်ပြောတာသလားခေါ်လုံးနေတာတို့လုံးနေတာဘသူကလုံတာလဲအဘောလုံးနေတာဘသူကလုံတာတို့ကစိုင်းကောင်းနေငါနဲ့ကြည့်တယ်တို့လောက်ကောင်းလို့လုံးတာခြာလည်းကျွေးပလိုက်ဟုတ်လားခါလောက်ကောင်းကျွေးလိုက်တာဟုတ်လားကိုယ်တော့သွားလိုက်ညမမတော့ငင်းနေကိုင်နေပြအောင်မလုံးနဲ့ငါမကြိုက်ဘူးဟောင်းဒါကျဲသီးတက်ပြလိုက်ကိုင်နေပြအောင်မလုံးနဲ့နော်ကိုင်နေပြအောင်မလုံးနဲ့ငင်းလေးပဲပြောငင်းလေးပဲပြောရနေဆိုင်မှာအခုလုံဦးမလားထူးကြတယ်ကအခုလုံဦးမလားဒီထောက်လာတယ်ဘယ်လိုပြောတာလဲငါဟုတ်လားငါဘယ်လိုပြောတာဘာပြောတာငါဘယ်လိုပြောတာလဲဘယ်လိုပြောတာလဲဘယ်လိုပြောတာလဲပြန်ပြောပြန်ပြောငါဘယ်လိုပြောတာရင်းကြီးပြောပြန်ပြောသားခုနငါဘယ်လိုပြောတာဟာလေလားအခုမကြအောင်ထုတ်ကုန်လုံးညင်စင်ထုတ်တိုင်နေပြအောင်မလုံးနဲ့မကောင်းတာမှန်တယ်မြအကုန်ယူပါနင်တို့လှုပ်ထားသမျှမြုံတမုံနှမ်းတပွင့်တော့မကြံခဲ့စင်နဲ့မြုံတမုံနှမ်းတစ်စီကြံခဲ့သည်ရှိတော့နင်တို့ရဲ့ခန္ဓာကိုနင်တို့ပါညင်မဲလို့တိုင်နေပြအောင်မလုံးနဲ့အောက်ကိုရှော့ဆင်းပြီးထုတ်ကိုဝင်တယ်လို့ငါအမဝတ်တယ်ဘာပြောချင်လဲဘာပြောချင်လဲမလုံးနဲ့နော်တမီးနော်ကြားလားနော်ဒီကမနာဟုတ်တာလေ
ရွယ်သူပဲလောက်ထားတာလေ ဘာမှကြံခဲ့သေးနဲ့နော်အကုန်တော့နည်းနည်းလို့ငါစိတ်ကအဆိုးမရအောင်နော်ကောင်းဝင်ပြောတဲ့အချိန်မှာကောင်းမလို့လိုက်သမီးပြန်ဝတ်ထားဟဲ့သမီးပြန်ဝတ်ထားနော်ဘာဒီမပြတ်စီနဲ့ဟဲ့ဘာဒီမပြတ်စီနဲ့ဟုတ်ဘုံလုံးအောက်ကိုရှော့စင်းသမီးကြတပါပါအေးဒီဘက်သမီးဒီဘက်ရငါရှိတယ်ဘယ်လိုလဲဟိုတည်းကခုနအတူလာမခေါ်လိုက်နည်းနည်းရွှေတူပဲလုပ်ထားဟုတ်လားရွှေတူပဲလုပ်ထားတာဖေးအမြပေးတဲ့ဒီတော့လုပ်ခုတယ် ဒီခုပဲရှောက်ကြည့်လိုက်ရှောက်ဟိုဘာလဲအဖေဘာမဟုတ်ပါဘူးဟိုဘလို့နေလဲကဲပြောပေါ့ပါဟမ်ဒီမှာထေလို့ဆရာရချိစောစောပဲပေးပါလို့စဉ်းစားနေဘိုက်ပြောက်တယ်ဟိုကကျွန်တော်ဘိုက်ကဘယ်လိုဖြစ်တာဘိုက်ကအဲ့ကနေစားဖြစ်တာလားအဲ့ဒါကခြေထောက်ကြီးရဖြစ်တာခြေထောက်ကလုံးဝမရတော့ဘူးကုတာခြေထောက်ကိုလည်းဆရာလိုဆရာကုန်ပြီးတော့လူများတော့ကျွန်တော်ပွဲစားလို့တော့မလာနိုင်ဘူးချိန်မပေးနိုင်ဘူးမလာတော့ဟိုဒီပြက်လူတွေနဲ့ကုတာမင်းကြီးတောက်လျှောက်သွားတာဒီတိုင်းပဲအဲ့လိုရှိတော့ရှိတယ်ဒါပေမဲ့ပျောက်မယ်ဆိုစေးတွေပေးရစေးအင်္ဂလိပ်စီရောဗမာစီရောမတူဘူးတို့တော့ပထမဘိုက်ဖြစ်လာဒီဘောကနေဘိုက်ဖြစ်တော့ခြေထောက်ကိုပေးသေးပြီးနေဘိုက်ကဒီလိုပူတက်လာတော့ပွဲသားတော့မထိုင်ရတော့မထိုင်နိုင်တော့ပွဲစားအိမ်ပွဲတပြားလေးအိမ်ပွဲလို့တော့အဲ့မှာခေလက်ပြ24နာရီထိုင်ရတာဆိုမထိုင်နိုင်တော့ဘိုက်ကထောက်မာကြီးအဲ့လိုမှမရောက်ပြောဆိုရွှေပါဘယ်လိုဖြစ်လာလဲလို့ဆိုမတီးဘူးလို့ဆရာကဘိုက်တော်ကြီးတွားမယ်လို့ပြောတယ်လို့မတောက်တော့လူများတော့အလုပ်တွေကပြတ်ဒုက္ခရောက်ပြီလို့အဲ့မကြီးအောင်နေသူမကြီးအောင်ဟိုတည်းကပြောမယ်ဝစ်ရှော်နေတာတဲ့တုံငင်လေးယူမယ်တော့လုပ်ပေးပါလို့အဲ့ဒါဆိုသွားကြည့်အောင်အဲ့ဒီတွေကလာလိုက်တော့မနဲ့လည်းကြောက်အပိုက်ကချက်သွားတယ်ဆရာဆေးလူပေးတော့မနဲ့မှရေချိုးတာမနဲ့နောက်မနဲ့မှရေချိုးတော့တော်ချက်သွားတယ်ချက်တော့ရဲညောင်ရဲလိုငါနေလို့ထိုင်လို့ကောင်းလိုက်တာအေးကောင်းရင်အဲ့ပဲသွားပြားတဲ့အမမညွန်လာရဲနေအောင်ဟဲတဲ့ကိုတူးကညောင်နာမည်ကြီးနေအဲ့သွားပါနေကအခုဆေးကန်းနေဘောင်းဆုံးကုန်ပြီဆရာတစ်သိန်း3သိန်းလောက်ဒီမေးဒီပြလိုက်တဲ့ဆေးကန်းဟိုဘက်ကလည်း3-4တောင်ဟိုဘက်ကလည်း4-5တောင်ကျွန်တော်ကုန်တာထောက်ချောက်ဒီဘက်ပြီးပါလဲဒီဘက်ရောက်ကမှလည်းပေးဆိုဒီခေါင်းကထောက်ချောက်ဆိုင်လာထိုင်းလာတော့နေလို့တယ်လို့လည်းမရတော့ဘူးအဲ့သွားမယ်ဆိုပြီးတော့အမနဲ့ပထမတစ်ခေါက်တော့ရဲညောင်သွားတယ်အဲ့ဆိုနည်းနည်းတက်တိုင်းတော့သွားဆိုအဲ့ညလည်းပေါ့ပါပဲအချက်တော့အဲ့ဆရာကြီးဒုတိယတစ်ခေါက်လာတဲ့ကြောက်ကျွန်တော်ပြောပြတော်တော်တက်တာဆရာရဲလို့နေလို့ထိုင်လို့အဲ့ကနေပြန်ပြီးညဘက်မှာအချက်တော့ဖြစ်တာ3ရက်မှာကျွန်တော်ထားလို့မရတော့အိမ်သာသွားတော့ရဲညောင်ကဟဲ့ဘယ်လိုဖြစ်တာလဲနေကဘိုက်မုတ်တော့ပြန်ဘိုက်ကတော့နည်းနည်းပဲရှိတော့တယ်ဆရာရချင်းပေးတာဒါပေမဲ့လို့ယောဂတစ်မျိုးပဲပြရတာလို့ရဲညောင်မလည်းမပြောရဘူးရှိကယောဂတစ်မျိုးတော့ဘိုက်နဲ့ပြတော့ဘိုက်ပဲပြောရအခုဒီလိုပြောဒီကတော့ဒီမှာဒီနားကနေတော့ကျွန်တော်ရှောက်လို့မရဘူးဒီနားကနေမထလို့မရအောင်မလို့ဒါပေမဲ့ကျွန်တော်ဇောလိုက်တာလေဘုဒ္ဓနဲ့ဒါပေမဲ့ဖရာတရားကျွန်တော်2လရှိပြီပြတ်တာမနေ့တိုင်းကျွန်တော်လုပ်တယ်ဖရာတောက်တော်ကြီးဘာညာလဲပြီးမှကျွန်တော်ရှစ်ခိုးပြီးမှဖရာတောက်တော်လဲလက်ပြီးမှကျွန်တော်အခုကဖရာဘက်ကိုလည်းကျွန်တော်မလဲတော့2လရှိပြီဒါပေမဲ့ဖရာခေါင်းအောင်လေးပဲတီးလိုက်တယ်ဘုဒ္ဓနဲ့လည်းတော့ဥချပြီး3ချိန်ပဲချလုံးဝရှစ်ခိုးချိန်နေတယ်မရှိဘူးဒီမှာတန်တန်တဲ့ကိစ္စမျိုးအတုံးမှုပဲဆိုဖရာမှာထိုင်လဲဝါသားရမှာထိုင်လဲအဲ့ဒါပဲညွတ်နေတယ်ကျွန်တော်အခုလမ်းလျှောက်တော့ဘလို့နေလဲတော်တော်ကြာပါပြီမရှိဘူးဒီနားမှာမရှိတော့သွားတာထားတာတော့မရောက်ဘူးကိုယုံမေးကြီးကျွန်တော်ဟိုဝါယူကြိုင်ထားအရှိကဘောက်ကိုကျွန်တော်မတက်ရမိထားဒီလုံးဒီနားမှာအလုံးလို့ပုံစံမျိုးရိုက်ထိုးတာဆိုတော့ဟိုဘက်ကြီးပဲရှောက်ကြည့်ပါဦးဒီမှာဟိုကတော့ကောင်းအပြင်မှာထွက်ပြီးရှောက်ကြည့်ပါအဲ့ဒီမှာရှောက်ဒီမှာရှောက်ဝဲရှောက်နေဘယ်နောက်တယောက်လဲစုတ်ခေါ်တယ်ရောပြန်ရှောက်လဲဘယ်လိုနေလဲโอเคဝိုင်းကောင်းပါနော်โอเคလာနင်အဲ့ဒါဖုန်းเจ้าမှာသင်္ကန်းရဲ့ဆုံးချရင်ဝတ္ထုပဲလှူလိုက်နော်သင်္ကန်းရဲ့ဆုံးချရင်ဝတ္ထုပဲလှူလိုက်အဲ့ဒါဆုံးချတယ်အမျိုးတွေဒါက तू ကဘိုက်ဖြစ်တာဘိုက်ဖြစ်ပြီးတော့မှသူ့ဘိုက်ကူတာဘိုက်ကောင်းနေပြီဘိုက်ကောင်းနေတော့ဒီနေ့ကျတော့ဆရာရဲတဲ့ကျမဟိုတဲ့စိတ်ထဲမှာလည်းတမျိုးကြီးပဲတဲ့ဆိုတော့ तू ကလည်းဒီအွန်လိုင်းမိတ်ဆာနဲ့ပတ်သက်ပြီးတော့မှလိုက်ပြထားတာလည်းနှံ့နေတ
တော်လဲကုံနေပြီ ကောင်းနေ အထဲထဲမှာစစ်ကြည့်တဲ့အခါကျတော့မှဝုံတိုင်းကျဲပြီးဝင်လာတယ်တိတ်ကြောက်စရာကောင်းတယ်သူကကိုယ့်တော့ပြန်ချောက်နေအထဲထဲမှာအခုနကသူလုံးဝလမ်းလျှောက်လို့မရဘူးခါလို့လည်းမရဘူးခြေတော်ကြီးမှာသူတက်ရိုက်ထားသလိုဖြစ်နေ ရတော့ထောက်ခွင့်မပေးဘူးကျွန်တော်သောနာဦးကိုကြိုက်ပြီးသား အခုလုံးဝမဟုတ်ပဲကောင်းသွားခဲ့ပြီနော်ဒါမျိုးတွေရှိတယ်အဲ့တော့သွားသတိလာသတိနေသတိစားသတိထိုင်သတိနော်အရေးကြီးတယ်ဟုတ်လားအရန်အရေးကြီးတယ် တယောက်ကပြောတယ်လူများတာတယ်မစားဘူးတယောက် သူ့ကိုလှုပ်တာကတော့ဒါပြောမယ်ဆိုလို့ရှိရင်အသေးလှုပ်တာပဲဒါတဲ့ကံကောင်းတယ်မျိုးသမီးဒီကလေးမလေးရောက်လာတာကံကောင်းတယ် 3ချိန်ပဲ နော်အဲ့တော့အမျိုးတွေလည်းဘာပဲဆဆဘာပဲလုပ်လို့တတိလေးနဲ့အလဲကားရတဲ့လေကိုအလဲကားရသလိုမျိုးဖုတ်တာဝါစကြမ်းတမ်းတာတွေမပြောမိစေနဲ့တချို့တွေကလည်းကြမ်းတမ်းတာဘာမှလည်းမပြောဘူးဘာမှတတ်တတ်ကိုအမြင်အကတ်ခံပြီးတော့လှုပ်တာတယ်ဗျာအဲ့လိုမျိုးတွေကလည်းရှိတယ်ကြောက်စရာအကောင်းဆုံးကတရေတပတ်သစေဖုတ်ပိတ်တာမဟုတ်ဘူးကြောက်စရာအကောင်းဆုံးကလူနော်အဲ့တော့ပြောချင်တယ်ကျွန်တော်တို့ဗုဒ္ဓဘာသာဗမာလူမျိုးတွေအနေနဲ့ကုသိုလ်ကြီးကြီးမားမားတွေလုပ်ကြပါလို့ပဲပြောချင်ပါတယ်တယောက်ကောင်းသားရင်တယောက်မနာလို့တယောက်တိုးတက်ရင်တယောက်မနာလို့ကိုလည်းကျွေးရပေးရတာလည်းမဟုတ်ဘူးဒါမျိုးတွေရှိတယ်တယောက်ချမ်းသာလာပြီတယောက်ပြည့်စုံလာပြီဆိုတော့ဗတ်ပေါင်းစုံကနေဘယ်ရခိုးတာလဲဘယ်ရဖွက်တာလဲဘာတွေလုပ်တာလဲမဟုတ်ကဟုတ်ကတွေနဲ့လိုက်ပြီးတော့အိတ်တန်မြင့်စရာများတယ်အဲ့လိုအိတ်တန်မြင့်စရာများတဲ့လူတွေကိုယ်တိုင်ကပဲလောင်မြိုက်ကုန်တာပဲဟုတ်လားအမျိုးတွေတက်နိုင်တော့ကုသိုလ်တွေလုပ်ကြတရဏဂုံများများပွားဘုရားတရားတန်ခါမမေးနဲ့နေတိုင်းမေတ္တာတွေပို့ကြကိုယ်အလှဲ့မရောက်သေးဘူးလာတော့မှမိမိတို့အလှဲ့ငါတို့တော့အေးဆေးပဲငါတို့တော့သူတော်ကောင်းတွေဟာငါတို့တော့လွတ်တယ်မထင်နဲ့ဘုရားတော်ပြိဋိဘံပြုရသေးတာခင်ဗျားတို့ကျိုးတော့ဘာတွေမို့လို့တော့မပါသေးတာကုသိုလ်များများလုပ်ဖို့အတွက်ခြံထားသေးတာနော်အမျိုးတွေကိုဗစ်တို့အခုဒါမြင်းကလင်းတို့ဘာလို့ရေဘေးတို့ကြုံခဲ့ပြီးသွားပြီအဲ့ထဲမှာမပါတာဘာကြောင့်လဲကုသိုလ်များများလုပ်ပါမမေ့မလျော့ပါနဲ့အမျိုးတို့သတိပေးနေတယ်အမြဲတမ်းသတိပေးနေတယ်အမကျွန်တော်တို့မုံတိုင်းတွေရောကပ်ဘေးတွေရောသတိပေးတယ်မေ့လျော့တယ်တောက်သူတွေပြောကြတယ်အတိတ်ကုသိုလ်ကံအားလေးတွေကောင်းနေသေးတဲ့အချိန်ကကိစ္စမရှိဘူးကံတရားမှိမ့်မိန်လာပြီဆိုရင်ကုသိုလ်အားမရှိတဲ့အချိန်ကံတရားမှိမ့်မိန်တဲ့အချိန်သွားမဲ့လမ်းအပယ်လမ်းအပယ်ပဲဘာမှမတွေးမနေနဲ့ဘယ်ဖေတွေမှသွားမနေနဲ့ဘယ်နဲ့ကတော့ဘယ်ဘိုးတော်ဂျိုးကြော်မှသွားမနေနဲ့ကျမအဖေဘယ်ရောက်မလဲကျမအမေဘယ်ရောက်မလဲကျမမောင်လေးဘယ်ရောက်မလဲကျမညမလေးဘယ်ရောက်မလဲမမေးနဲ့သူ့ရဲ့ကုသိုလ်ကံအားပေါ်ပဲမူတည်တယ်သေမင်းကိုလက်ထိုးလို့မရဘူးသေမင်းကိုရွှေပုံပေးလို့မရဘူးသေမင်းကိုငွေပုံပေးလို့မရဘူးသိပြောလို့မရဘူးသေမင်းကိုပြောလို့ရတာတစ်ခုပဲရှိတယ်ဒါနကောင်းမှုသီလကောင်းမှုဘာဝနာကောင်းမှုဒါနဲ့ပဲသေမင်းကခွဲခြားသွားမှာပဲအဲ့တော့အမျိုးတွေလက်ရှိအသက်ရှင်ကြံခဲ့တာကုသိုလ်များများလုပ်ဖို့ငါတို့အသက်ရှင်နေသေးတယ်ဆိုတော့မှတ်ပါတယောက်နဲ့ခဏလေးဒီမှာကြုံရတာချစ်ကြခင်ကြကျင်နာကြဖေးမကြကူညီကြရိုင်းမင်းကြဒီလူတွေမတွေ့ရလို့ဆိုနောက်နေ့ပြုံးပြတဲ့မျက်နှာမရှိတော့ဘူးဟုတ်တယ်ဟုတ်ဘယ်နေရာမှာပဲတွေ့ပြုံးပြရီပြမပြုံးနိုင်တဲ့လူဟာသူ့သမိုင်းနဲ့သူဘယ်တော့တော့အပူတွေများနေလို့ဘယ်တော့အိတ်တမီးစရာစိတ်တွေများနေလို့ဘယ်တော့မာမာနတွေငါတွေများနေတယ်လေတင်ញံကုန်းမှာအမျိုးတွေလည်းသိပြီးပြီတင်ញံကုန်းရောက်ဘူးတဲ့အမျိုးတွေတော်တော်များပါတယ်တင်ញံကုန်းမှာငါတွေသူတွေရှိလားအတ္တတွေမာနတွေရှိလားမရှိဘူးတကြုံမီးမွေးထွက်သွားပြီးပြီမြေကြီးမြုပ်လဲဘာမှမကြံတော့ဘူးအဲ့တော့တင်ញံကုန်းရောက်မှအတ္တမာနရှိတာလားတင်ញံကုန်းမှာဘာမှမရှိမဲ့အတူတူအသက်ရှင်လျင်းနဲ့အဲ့အတ္တမာနငါအစွဲတွေကင်းတော့မကောင်းလားဒါပဲအဲ့တော့ကုသိုလ်များများလှုပ်ခြင်းနဲ့အမျိုးတွေအားလုံးကုသိုလ်ထူးမြတ်တွေရရှိပါစေကျမ်းမာချမ်းသာပါစေဒီကလေးမလေးလုံးဝမှအခုဆိုရင်လမ်းလျှောက်လို့ရသွားခဲ့ပြီအဲ့တော့ဂုံပြူတဲ့အနေနဲ့လက်ခုပ်တန်အကျယ်ကြီးချီးမြှင့်ပေးပါဗျာ20ရက်နေ့မှလာခဲ့ခုံးကျောင်းမှာသင်္ကန်းခုံးကြဝတ္ထုတူလိုက်ပြီးမြေတောက်အများကုသိုလ်ပေးဝင်သွားလိုက်နင်ငါပြုတ်ပါဘူးပြုတ်ပြီးတော့ငါခောက်ထက်အောင်မကောင်းပါဘူးပြောတော့20နဲ့နင်အများကြီးကြုံခဲ့ပြီးသူလည်းပြောတယ်နင်ကုခဲ့သမျှနေရာတွေမှာဒီလိုမျိုးရှင်းထုတ်လို့မရအောင်လုပ်ထားတာတဲ့နော်ဒီမှာတော့မရဘူးကောင်းကောင်းပြောရင်ကောင်းကောင်းလို့ကောင်းကောင်းပြောအမှတွတ်လိုက်မယ်တောက်တူသွား20ရက်နေ့အေးသွားတယ်တတာပဲနင်အခုဘလို့နေလဲလျှောက်တာကောင်းသွားပြီဟုတ်လားတွဲထုလာတာဟောအေးတော့ဟုတ်တတာရနော်သိကြောက်စရာကောင်းတယ်အဲ့ဒါရှိတယ်နင်သူကြည့်အကြည့်ရတယ်နော်နင်သူကကိုယ်ပြန်ဖဲတာရမလားကဲအမျိုးတွေဒါကတော့သူကမကောင်းတဲ့ online မိတ်ဆွေအတိုက်ခိုက်နေလှုပ်ထားပြီးတော့မှလမ်းလျှောက်လို့မရပဲသူဘိုက်ကြီးပူလာတာဗောနော်ဘိုက်ကြီးပူလာလိုက်သူစီကန်းနေပြလိုက်ဒီပြဘယောကဆရာကလည်းပြလိုက်ဗောနော်သို့တော်လည်းပဲသူရဲ့
ပူကျွေးကြည့်ကြံလာလို့ပဲပြောရမှာပါပဲဒီနေရာမှာဘိုက်ကလည်းကောင်းပါပြီလမ်းလျှောက်လို့မရတဲ့ခြေထောက်ကလည်းရှောက်နိုင်သွားခဲ့ပြီကျွန်တော်အနေနဲ့တော့ပါရီဖြစ်ရလားပါရီဖြစ်ရကြအမတန်နှက်လာပါတယ်မကောင်းတဲ့ online မိတ်ဆွေတိုက်ခိုက်တယ်ဆိုတာကအမတန်ယုံညံ့လွန်းပါတယ်နော်သွားမယ်လမ်းအပယ်ပဲခဏခဏလည်းပြောတယ်အပယ်မှတပါဘာမှမရှိဘူးဘာမှမရှိဘူးအပယ်မှတပါဘာမှမရှိဘူးနော်အဲ့တော့သူများကိုလှုပ်ပြီးပြီဆိုလို့ရှိရင်လည်းကိုယ်သူများကိုတစ်ချိန်လှုပ်ရင်ကိုယ်အချိန်တသိန်းလုံးမယ်မကအချိန်တသိန်းနဲ့မကကိုယ်လည်းပဲပြန်လဲလုံးမယ်ဆိုတာကိုမမေ့ပါနဲ့သူများပူတယ်လို့လည်းပဲကိုကအချိန်တသိန်းထက်မကပူလောင်လိမ့်မယ်ဆိုတာကိုလည်းမမေ့ပါနဲ့အဲ့ခါကျရင်လည်းပြုံကြီးနဲ့မကောင်းတဲ့အတတ်ပညာတွေနဲ့လှုပ်ထားတာပဲဖြစ်ဖြစ်မကောင်းတဲ့စိတ်တွေနဲ့ပဲဖြစ်ဖြစ်သူများတစ်ဖက်သားကိုမကောင်းကြောင်းပြောတဲ့အကြောင်းတရားတွေပဲဖြစ်ဖြစ်ကိုယ်လှည့်ကြရင်ပြန်ခံဖို့ပြုံကြီးခံနိုင်မှုကြိုးစားထားပါလို့ပဲဒီနေ့ကပြောချင်ပါတယ်လို့နော်အဲ့တော့ဆက်လက်ပိုင်းပြန်မျိုးတွေအများကြီးကြံရှိသေးတဲ့အတွက်ကြောင့်တဦးတယောက်မကြံဂါရပြုကကျွန်တော်မျိုးပေါင်းသူတော်ကောင်းအားလုံးတတ်ရှိလို့ကြံပါကြပါသည်ဗျာ